ရွာသူရွာသားတွေတွားရလာရလွယ်ကူစေဖို့အတွက်ဂျက်ဟာသူ့အသက်ကိုယဉ်ပြီးတံမဏိကျိုးတွေပေါ်မှာ excavator မြေတူးစက်ကိုမောင်းနှင်ပြီးတရားတစ်စင်းတိစောက်ခဲ့ပါတယ်။ဒါပေမဲ့တရားလည်းပြီးရောရွာသားတွေကသူ့ကိုစုပေါင်းပြီးတိုင်တန်းကြပါတော့တယ်။အရာရှိကြီးသူကဒီတရားကိုတရားမဝင်စောက်ထားတာပါ။ပြီးတော့ဖြတ်တန်းကားတွေလည်းကောက်နေပါတယ်။သူ့ကိုဖမ်းဆီးပေးပါ။ဂျက်တယောက်ယောက်ကမင်းနာမည်နဲ့တိုင်စာပို့ထားတယ်။စုံစမ်းစစ်ဆေးရေးကိုပူးပေါင်းပါဝင်ပေးပါ။ဦးလေးတွန်ကျွန်တော်ဒီတရားအတွက်ကိုပိုင်ပတ်စံ2 သိန်းတောင်အိတ်ဆိုင်တုံထားတာပါ။ပြေစာတွေလည်းအကုန်ရှိပါတယ်။ဒါဟာရာနှုန်းပြည့်ကိုပိုင်ငွေနဲ့စိုက်ထုတ်ဆောက်လုပ်ထားတာပါမင်းဖြတ်တန်းကကောက်နေတာဘယ်လောက်ကြာပြီလဲ2 လတောင်မပြည့်သေးပါဘူးစုစုပေါင်း1000ကျော်ယုံတင်ရှိပါသေးတယ်အချက်လက်တိုင်းကိုတေချာချရေးထားပါတယ်ဘသူကဘယ်နေ့ကဖြတ်တန်းသွားတယ်ပြီးတော့ဘယ်လောက်ပေးသွားတယ်ဆိုတာအကုန်ပါတယ်1000ယုံတင်ဟုတ်လားအဲ့ဒါကိုဘသူကယုံမှလဲမင်းစရင်တွေလိန်ထားတာဖြစ်ရမယ်ဒါဆောက်ဖို့2 သိန်းကုန်ထားတာပါအခုထိ1000တောင်ပြန်မရသေးဘူးခမရတို့ကဘာကိုခွဲဝေချင်နေတာလဲကျွန်တော်ဆက်ဖို့ကြံသေးတဲ့3 သိန်း9,000ကိုလားမင်းကိုဘသူကကိုပါကိုစောက်ခိုင်းလို့လဲငါတို့ကမင်းကိုတောင်းပန်ခဲ့တာမှမဟုတ်တာခမည်းဘာပြောလိုက်တယ်အဲ့ဒါကိုနောက်တစ်ခေါက်ပြန်ပြောကြည့်စမ်းသူ့စကားကိုမယုံကြနဲ့စရင်အကောင့်တွေကိုဘသူမဆိုလိန်လို့ရတာပဲဟုတ်တယ်တေချာပေါက်တစ်ခုခုတော့မယိုးမသားရှိနေတယ်ဒီဖြတ်တန်းခတ်ရတဲ့ပတ်စံကိုငါတို့နဲ့ခွဲဝေပေးမလားဒါမှမဟုတ်ရင်လည်းဖြက်စီးပစ်မလားအားလုံးပဲစိတ်အေးထားကြပါချက်အခုလောလောဆယ်တော့ငါတို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးတရားကိုပိတ်ထားပေးပါခမည်းတို့လူတွေမှာအသိစိတ်ရောရှိကြသေးရဲ့လားကျမတို့မိသားစုဟာကလေးတွေရဲ့ကြောင်းလာခတွေကိုတောင်ဒီတရားဆောက်ဖို့အတွက်ထည့်ဝင်ခဲ့ရတာပါခမည်းတို့ဘာလို့အဲ့ဒီတုန်းကမပြောခဲ့